Mobile Legends မှာ rank ဆော့တာထက်ပိုပြီးဖွကြတဲ့အသင်းတစ်သင်းတိစောက်ဖို့ဆိုတာ skill တစ်ခုလေးနဲ့မရပါဘူး။အောင်မြင်တဲ့ team တစ်ခုဖြစ်လာဖို့တကယ်တမ်းဘာတွေလိုအပ်တယ်လဲ။ဒီနေ့ဗီဒီယိုမှာအတူတူကြည့်လိုက်ရအောင်။ပထမဆုံးအချက်က roles responsibility ပါ။အသင်းမှာလူတိုင်းက hero ဖြစ်ချင်လို့မရပါဘူး။ roamer အသင်းရဲ့မျက်လုံးနဲ့အုံနောက်ဖြစ်ရမယ်။ jungler objective တွေနဲ့ damage ကိုတာဝန်ယူရမယ်။ mid laner lane အားလုံးကို support ပေးနိုင်ရမယ်။ golex သူတို့ရဲ့ lane ကိုခိုင်မာအောင်ထိန်းထားနိုင်ရမယ်။မိမိ role ကိုကျွမ်းကျင်ရုံတင်မကပဲအသင်းအတွက်ဘယ်လိုအနစ်နာခံမလဲဆိုတာသိဖို့လိုအပ်ပါတယ်။ဒုတိယအချက်ကတော့ communication ပါ။ skill ဘလောက်ကောင်းကောင်းအချင်းချင်းစကားမပြောရင်အဲ့ဒီအသင်းကရှုံးဖို့နှိစက်ပါတယ်။ရန်သူတီနေရာကို signal ပေးတာ ultimate spell တွေရှိမရှိအသိပေးတာအရေးကြီးဆုံးကတော့အချင်းချင်းအပြစ်တင်မဲ့အစား positive metal နဲ့အားပေးတာပဲဖြစ်ပါတယ်။နောက်ဆုံးချက်ကတော့ drafting နဲ့ discipline ပါ။မိထက်ကိုနားလည်ရမယ်ကိုထက်တော်တဲ့သူတွေစီကတင်ယူရမယ်ရှုံးတဲ့ပွဲတွေကို replay ပြန်ကြည့်ပြီးအမှားရှာပါအသင်းလိုက်လေ့ကျင့်ချိန် scrum ပုံမှန်ထားပါစနစ်တကျရှိတဲ့ coach သို့မဟုတ် leader တယောက်ရဲ့စကားကိုနားထောင်ပါအနှစ်ချုပ်ရရင် mobile ကအသင်းတစ်သင်းဆိုတာ9ယောက်ပေါင်းမှတစ်ယောက်တည်းလို့လှုပ်ရှားရတာပါတယောက်ချင်းစီရဲ့ယုံကြည်မှုနဲ့စီးလုံးမှုကသာအောင်မြင်မှုရဲ့လှို့ဝှက်ချက်ပဲဖြစ်ပါတယ်မိတ်ဆွေတို့အသင်းမှာရောဘယ်လိုလူမျိုးတွေလိုအပ်နေပြီလဲခမမှာပြောခဲ့ပါဦးကျွန်တော်ကတော့ channel အစီအစဉ်တင်ဆက်သူ DB ဖြစ်ပါတယ်